ဒီမှာမြင်နေရတာကဝေါ်အီးလေးရဲ့နေ့စဉ်ဘဝလေးပါသူကအမိုက်သိမ်းဆက်ရုပ်လေးဆိုပေမဲ့အရန်ကိုစူးစမ်းတတ်တာအမိုက်ပုံထဲမှာတွေ့တဲ့မိသက်စေဘူးဇုံးခတ်ရင်းပြီးတော့ TV စုပ်လေးတွေကိုသူကအိမ်ကိုတည်လာတတ်တယ်ညဘက်ဆိုရင် Hello Dolly ဆိုတဲ့ရုပ်ရှင်ဟောင်းလေးကိုကြည့်ပြီးလူတွေလိုမျိုးလှလက်ချင်းတွဲတဲ့ခံစားချက်ကိုသူအရန်လိုချင်နေတာသူ့မှာအဖော်ဆိုလို့ပိုးဟက်လေးတစ်ကောင်ပဲရှိတာပါစဉ်းစားကြည့်ရင်တနာဖို့ကောင်းပေမဲ့ဝေါ်အီးလေးကအရန်ဖြူစင်လို့ကြည့်နေရတာစိတ်ချမ်းသာဖို့ကောင်းပါတယ်တရက်မှာတော့သူ့ရဲ့ငြိမ်သက်နေတဲ့ကဘာလေးတွေကိုအဖြူရောင်ဆက်ရုပ်မှလေးအီဗာရောက်လာတဲ့ဝေါ်အီးလေးတယောက်ပထမဆုံးမြင်ချင်းမှတင်ချစ်သွားတာဗျအီဗာကအစမှာတော့နည်းနည်းဒေါသကြီးတယ်လို့ရှိပေမဲ့ဝေါ်အီးလေးကသူ့ရဲ့အဖိုးတန်ပစ္စည်းလေးတွေကိုတစ်ခုချင်းစီလိုက်ပြပြီးအီဗာကိုဖျော်ဖြေပေးပုံလေးကတကယ်ကိုရင်ခုန်စရာပါအဲ့ဒီထဲမှာဝေါ်အီးလေးရှာတွေ့ထားတဲ့အပင်စိမ်းလေးကိုပြလိုက်တဲ့အခါမှာတော့ဇလန်းကအလှည့်ပြောင်းဖြစ်သွားပါပြီအီဗာကအပင်လေးကိုတွေ့သွားတော့သူ့ရဲ့တာဝန်အရအပင်ကိုတင်ဆဲပြီးအာကာသရုပ်ကြီးစီပြန်သွားရတယ်အဲ့ဒီမှာဝေါ်အီးလေးရဲ့ရဲရင်မှုကိုတွေ့ရမှာပါသူကသူ့ချစ်သူနောက်ကိုမပါပါအောင်လိုက်သွားတာ action ဆိုတဲ့ရုပ်ကြီးပေါ်ရောက်သွားတဲ့အခါမှာတော့စက်ရုပ်လေးတွေကြားမှာသူကနည်းနည်းတော့ထူးဆန်းနေတာပေါ့ဒါပေမဲ့သူ့ရဲ့ရိုးသားမှုကတင်မောပေါ်ကတခြားစက်ရုပ်လေးတွေနဲ့လူသားတွေကိုတောင်ပြောင်းလဲသွားစေခဲ့ပါတယ်ရုပ်ပေါ်မှာအီဗာကဝေါ်အီးလေးကိုအစမှစိတ်ရှုပ်နေပေမဲ့ဝေါ်အီးလေးကသူ့ကိုကယ်တင်ဖို့ဘလောက်တောင်ကြိုးစားခဲ့လဲဆိုတာပြန်မြင်ရတဲ့အခါမှာတော့အီဗာလေးလည်းဝေါ်အီးလေးကိုချစ်သွားပါပြီအာကာသထဲမှာမိသက်ဆေးဘူးလေးကိုတုံးပြီးသူတို့နှစ်ယောက်အတူတူပြန်တန်းကခုန်နေတဲ့အခန်းလေးဆိုတာဒီဇကားမှာအလှဆုံးအခန်းပဲမဟုတ်လားသူတို့ကြားမှာစကလုံးတွေမလိုဘူးခံစားချက်ချင်းပဲဆက်သွယ်နေကြတာပါနောက်ဆုံးမှာတော့ဝေါ်အီးလေးကအသက်နဲ့ရင်းပြီးအပင်လေးကိုကာကွယ်ပေးခဲ့တယ်ကဘာကြီးပေါ်ကိုလူသားတွေပြန်ရောက်လာချိန်မှာဝေါ်အီးလေးကပျက်စီးလူနီးပါးဖြစ်နေပါပြီအီဗာကသူ့ကိုအသေးအတန်ပြန်ပြင်ပေးချိန်မှာဝေါ်အီးလေးကဘာမှမမှတ်မိတော့ပဲအမိုက်သိမ်းနေတဲ့အခန်းကတော့တကယ်ကိုဝမ်းနည်းစရာပါဒါပေမဲ့အီဗာကဝေါ်အီးလေးရဲ့လက်ကလေးကိုကင်လိုက်တဲ့အခါမှာတော့ဝေါ်အီးလေးရဲ့မှတ်ဉာဏ်တွေပြန်ပွင့်လာပါတယ်ဒါဟာနီးပညာထက်အချစ်ကပိုစွမ်းထက်တယ်ဆိုတာပြလိုက်တာပါပဲဝေါ်အီးဇလန်းလေးကကျွန်တော်တို့ကိုသင်ခန်းစာပေးသွားပါတယ်အချစ်ဆိုတာကိုကြိုးစွန့်တာဖြစ်တယ်လို့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းဖို့ကလည်းငါတို့အားလုံးရဲ့တာဝန်ဖြစ်တယ်ဆိုတာပါပဲအခုချိန်မှာငါတို့လည်းဝေါ်အီးလေးလိုမျိုးကိုယ့်ပတ်ဝန်းကျင်ကအရာတွေကိုတန်ဖိုးထားတတ်ဖို့လိုအပ်နေပြီထင်ပါတယ်နော်တငယ်ချင်းတို့ရောဝေါ်အီးနဲ့အီဗာတို့ရဲ့အချစ်ကိုဘယ်လိုမြင်လဲသူတို့နှစ်ယောက်လက်ချင်းတွဲတဲ့အခန်းမှာရောမျက်ရည်ကျခဲ့ဘူးလားခမတ်ထမှာပြောပြသွားပါဦးဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like နဲ့ follow လေးလုပ်သွားပေးပါဦးနော်အားလုံးပဲပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ